မင်္ဂလာပါရှင်ခေတ်တယ်လီဗီရှင်း channel မှာထိတန်းရောက်မြန်မာသတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့နိုင်ရီကန်တိုက်ပွဲမှာစစ်ကောင်စီရဲ့အသေးခံ drone 2စင်းကိုအေးပစ်ချနိုင်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်မကွေးတိုင်းငဖဲမြို့အပိုင်းအမ်ပရန်လမ်းပေါ်ကနိုင်ရီကန်လေးချောင်းကာကွယ်ရေးပြူဟာစခန်းတိုက်ပွဲကိုပြစ်ကူကိုလာတဲ့စစ်ကောင်စီရဲ့အသေးခံ drone 2စင်းကိုအာရကတပ်တော်အေးကပစ်ချနိုင်ခဲ့တယ်လို့သိရပါတယ်မနေ့ကမတ်လ25ရက်မှာအေးကပစ်ချနိုင်ခဲ့တာဖြစ်တယ်လို့အန်တီတာကန်စီရေးသတင်းရင်းမြစ်တယောက်ကသတင်းဌာနသို့ပြောပါတယ်။နိုင်ရီကန်ပြူဟာစခန်းကိုအသေးခံ drone တွေရောစက်တက်လေရင်ရောရဟတ်ယာဉ်တွေရောဘုံကျဲတိုက်ခိုက်မှုတွေအမြဲတမ်းရှိတယ်။မနေ့ကတော့အသေးခံ drone 2စင်းကိုအေကပစ်တာထိသွားလို့ပြတ်ကျသွားတယ်လို့ပြောပါတယ်။ဒါအပြင်နိုင်ရီကန်တိုက်ပွဲသို့စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီရဲ့စစ်ကြောင်းတွေစီက drone နဲ့လက်နက်ခဲယမ်းတချို့ကိုအေကတိုက်ခိုက်သိမ်းဆည်းရမိထားတယ်လို့မြေပြင်စစ်ရေးအခြေအနေကိုသိရှိသူတော်လှန်ရေးတပ်ဖွဲ့နဲ့နှီးစပ်တဲ့အမျိုးသားတယောက်ကသတင်းဌာနသို့ပြောပါတယ်ဆက်လက်ပြီးမင်းအွန်လိုင်းသားအောင်ပြည်စုံပိုင် Capital ACE ကုမ္ပဏီကစစ်တပ်၏ဥပိုင်ကုမ္ပဏီနှင့်ပူးပေါင်း၍တာယာများထုတ်လုပ်ဖြန့်ဖြူးရောင်းချစစ်တပ်ထုတ်ကုန်မှန်းမသိစေရန်ဂျောကာတာယာဟုအမည်ပြောင်းထုတ်လုပ်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။အကြမ်းဖက်စစ်ကောင်ဆောင်မင်းအွန်လိုင်းသားအောင်ပြည်စုံပိုင်ဆိုင်သော Capital ACE ကုမ္ပဏီကစစ်တပ်လက်အောက်ခံမြမစီးပွားရေးဥပိုင်ကုမ္ပဏီနှင့်ပူးပေါင်း၍တာယာများထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်းတနစ်ဆက်သွယ်နေသောစီးပွားရေးသတင်းရင်းမြစ်ကပြောဆိုပါတယ်2024ခုနှစ်စက်တင်ဘာလမှစတင်ပြီးစစ်တပ်လက်အောက်ခံဥပိုင်ကုမ္ပဏီနဲ့မင်းအောင်လိုင်းသားပိုင်ဆိုင်သော Capital ACE ကုမ္ပဏီတို့အကြားကုန်ကျန်းပေးကုန်ကြောယူစနစ်ဖြင့်အကျိုးတူပူးပေါင်းတာယာများထုတ်လုပ်နေခြင်းဖြစ်ကြောင်းသိရပါတယ်။စစ်တပ်လက်အောက်ခံမြန်မာစီးပွားရေးဥပိုင်ကထုတ်လုပ်နေသောတာယာများထုတ်လုပ်ဖြန့်ချီခွင့်ကိုမင်းအောင်လိုင်းဤသားဖြစ်သူအောင်ပြေစုံကတဦးတည်းကိုယ်စားလှယ်အဖြစ်ရရှိထားကြောင်းအောင်ပြေစုံက CRV မော်တော်ဆိုင်ကယ်ပတ်ကုမ္ပဏီခွဲကိုလည်းထူထောင်၍မန္တလေးမြို့ပတ်လန်းမန္တလေးပြင်ဦးလွင်လန်းအခြေစိုက်ကတာယာဖြန့်ဖြူးရေးလုပ်ငန်းများကိုလည်းလှုပ်ဆောင်လျက်ရှိကြောင်းသိရပါတယ်။ CRV မော်တော်ဆိုင်ကယ်ပတ်ကုမ္ပဏီသည်အောင်ပြည့်စုံစီးပွားရေးလူယုံမောင်မောင်နိုင်ကဦးစီးလုပ်ကိုင်နေခြင်းဖြစ်ပြီး Capital ACE Group အခွဲကုမ္ပဏီဖြစ်ကြောင်းသိရှိရပါတယ်။ထို့ပြင်စစ်ကောင်စီလက်အောက်ခံဥပိုင်ကုမ္ပဏီ၏တာယာစက်ရုံက Three Star တစိတ်ကားတာယာနှင့်ဆိုင်ကယ်တာယာများကိုထုတ်လုပ်ဖြန့်ချီလျက်ရှိပြီးယခုအခါတွင်ဒေါကအမတ်တစိတ်ကိုပြောင်းလဲကတာယာများကိုထုတ်လုပ်နေကြောင်းသိရပါတယ်။အလားတူအောင်ပြည့်စုံ၏အဓိကရှယ်ယာများပါဝင်နေသောရီအောင်မြန်မာကုမ္ပဏီကနာမည်ကျော်ဂျပန်ယိုကိုဟာမာကာတာယာဥရောပ၏နာမည်ကျော်တာယာဖြစ်သောဒမ်လုံးနှင့်ပြင်သစ်တိုတယ်ကုမ္ပဏီပိုင် ELF Engine YC တင်သွင်းဖြန့်ဖြူးမှုများကိုလှုပ်ဆောင်လျက်ရှိကြောင်းမြန်မာနိုင်ငံ၏ကားတာယာဈေးကွက်နှင့် Engine YC ဈေးကွက်ကိုမောင်မောင်နိုင်နှင့်အောင်ပြည့်စုံတို့၏ကုမ္ပဏီဖြစ်သောရီအောင်မြန်မာကလော်ဝက်ကြီးအုပ်ချဲလည်နေကြောင်းသိရပါသည်အောင်ပြည့်စုံကဖုံးမြက်ပြည့်စုံ Sky One မြန်မာစစ်သူကြီးမင်းတရားကြီး Winning Sky, True Call, အောင်မြင့်မိုမင် Insurance Company, Mytel Telecom, Share Azura Beach Resort, A&M Maha Company Limited, ငိမ့်ချမ်းပြည်စုံ Manufacturing, Trading Company Limited စသည့်ကုမ္ပဏီများစွာကိုနာမည်မျိုးစုံဖြင့်လောက်ကိုင်နေသူဖြစ်ကြောင်းစစ်တပ်နှင့်အရက်ဖက်ဝင်ကြီးဌာနများ၏စောက်လုပ်ရေးတင်တာလန်ဒရာတီစောက်ရေးတင်တာများ EV ကားနှင့်ဆိုလာပြားများတင်သွင်းခြင်းအပါအဝင်မြန်မာနိုင်ငံရှိစီးပွားရေးလုပ်ငန်းအသေးအလတ်အကြီးမျိုးစုံကိုအောင်ပြေစုံကလောက်ကိုင်လျက်ရှိကြောင်းစစ်တပ်နှင့်ဆက်နွယ်နေသောသတင်းရင်းမြစ်များကဆိုပါတယ်ဆက်လက်ပြီးကြောက်တရားမှာစစ်တပ်စခန်းကို KNL PDF ပူးပေါင်းတပ်များတိုက်ခိုက်တဲ့ဆိုတဲ့သတင်းနဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်12ဦးသေဆုံးပြီးလက်နက်ခဲယမ်းအချို့သိမ်းဆည်းရရှိတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။ပဲခူးတိုင်းကြောက်တရားမြို့နယ်စင်အိုးလဟာကြီးရွာမှာစစ်ကောင်စီတပ်စခန်းကိုတိုက်ခိုက်သည့်တိုက်ပွဲ၌စစ်ကောင်စီတပ်ဖွဲ့ဝင်12ဦးသေဆုံးပြီး15ဦးခန့်ဒဏ်ရာများရကလက်နက်ခဲယမ်းများနှင့်စစ်သုံးပစ္စည်းများသိမ်းဆည်းရရှိခဲ့ကြောင်းတောင်ပိုင်းတိုင်းစစ်ဒေသအမတ်နှင့်စစ်ဒေသခွဲကသတင်းထုတ်ပြန်ထားပါတယ်။စစ်ကောင်စီကအခိုင်အမာတပ်ဆွဲထားသည့်အဆိုပါစခန်းကိုဗျူဟာ25တိုင်းစစ်ဌာနပဲခူးစစ်စင်ရေးနယ်မြေနှင့်အမှတ်3900နှစ်တရင် Spring Wari Colon အထူးကွန်မန်ဒိုတပ်ရင်အမှတ်1805 Drone အထူးတပ်ဖွဲ့နှင့် KNL တပ်ရင်းကိုတို့ကပူးပေါင်း၍မလ25ရက်နေ့နနက်2:23မိနစ်အချိန်တွင်စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်။ကြောက်တကားတိုက်ပွဲကပြင်းပြင်းထန်ထန်ကိုဖြစ်တာပါ။စီရေးအချက်လက်တွေကတော့သက်ဆိုင်ရာတပ်ရင်းတွေကပဲထုတ်ပြန်ပါတယ်။ဒေသခံလူထုအနေနဲ့ကတော့စစ်ရေးသတိကိုပို့ပြီးအာရုံစိုက်ဖို့လိုပါတယ်ဟုကြောက်တကားမြို့မှာကာကွယ်ရေးရဲဘော်တို့ကပြောပါတယ်။တိုက်ပွဲတွင်စစ်ကောင်စီတပ်ကလေကြောင်းမှလာရောက်ဘုံကျဲခဲ့တယ်လို့လက်နက်ကြီးများပစ်ခတ်ခဲ့ကြောင်းသတင်းရရှိပါတယ်။ကွင်းချောင်းဝါနဲ့ပိန်းစလုံမြို့အခြေဆိုင်ခလာရ264မှာဟောင်ဝစ်စာများ120မမ80မမများအပြင်
မစ်ဇိုင်းဒုံးများပစ်ခတ်ပြီးအပြင်းထန်ခုခံခဲ့သည်ဟုပါဝင်တိုက်ခိုက်ခဲ့သော Spring Wari ကိုလန်ကသတင်းထုတ်ပြန်ထားပါတယ်။ရန်သူစစ်ကောင်စီတပ်ဟာဟောင်ဝစ်စာများမစ်ဇိုင်းများအသုံးပြုပြီးခုခံခဲ့ကြပေမယ့်ကျွန်တော်တို့ဗျူဟာ25တပ်ရင်းများနှင့်KNU, KNLA ရင်းကိုတပ်တို့ဟာအသာစီးရယူထားနိုင်တာကြောင့်စစ်ကောင်စီရန်သူတပ်ဟာဂျက်ဖိုက်တာပါအသုံးပြုပြီးခုခံခဲ့ရပါတယ်။တိုက်ပွဲကြာမြင့်ချိန်4နာရီကျော်အတွင်းစစ်ကောင်စီတပ်သားအလောင်းစုစုပေါင်း12လောင်းမျက်မြင်နဲ့ထိခိုက်ဒဏ်ရာရရှိသူအများအပြားရှိခဲ့ပါတယ်ဟု Spring Wari ကိုလန်ကထုတ်ပြန်ထားပါတယ်။တိုက်ပွဲအတွင်းစစ်ကောင်စီတပ်ဖွဲ့ဝင်12ဦးသေဆုံးခဲ့ပြီး15ဦးခန့်ထိခိုက်ဒဏ်ရာများရရှိက G3 တက်လက်နက်ငယ်ကြီးများနဲ့စစ်သုံးပစ္စည်းများကိုသိမ်းဆည်းရရှိခဲ့တယ်ဟုတောင်မိုင်းတိုင်းစစ်ဒေသအမှတ်နဲ့စစ်ဒေသခွဲကထုတ်ပြန်ထားပါတယ်။မလ26ရက်တွင်တိုက်ပွဲဖြစ်ပွားခြင်းမရှိတော့တော့လဲစစ်ကောင်စီကရုံးပြန်တမ်းမှုနဲ့လေရင်ပြန်တမ်းမှုများရှိနေသည်ဟုဒေသခံတအုပ်ကပြောပါတယ်။ဆက်လက်ပြီးဖားကတ်နယ်၌ KIA ပူးပေါင်းတပ်နဲ့စစ်ကောင်စီပူးပေါင်းတပ်တိုက်ပွဲဆက်ပြင်းထန်နေတဲ့ဆိုတဲ့သတင်းနဲ့ဗမော်မျိုးအပိသက်သိမ်းနိုင်ရေးကြိုးပမ်းနေကြောင်း KIA ထပ်မံအသိပေးတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။ကချင်ပြည်နယ်ဖားကတ်မြို့နယ်လဝါကျေးရွာအနီး၌စစ်ကောင်စီပြည်သူ့စစ်ပူးပေါင်းတပ်နဲ့ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်အကြားမတ်လ25ရက်အထိတိုက်ပွဲဆက်လက်ပြင်းထန်နေစေဟု KIA သတင်းပြန်ကြားရေးဌာနကအသိပေးထားပါတယ်။စစ်ကောင်စီလက်အောက်ခံမင်းစီတပ်ပြည်သူ့စစ်ကတနိုင်းလီဒိုလမ်းမိုက်ရှိလဝါကျေးရွာအတွင်းထိုးစစ်ဆင်လာ၍တိုက်ပွဲဖြစ်ပွားခဲ့ရာစစ်ကောင်စီ၏မယန်ကထောင်ဂိတ်ရှိစစ်ကောင်စီတပ်ကားမိုင်းဗျူဟာရှိစစ်ကောင်စီတပ်ကအင်အားတိုးချဲ့နေကြောင်းအသိပေးပါသည်စစ်ကောင်စီတပ်သည်လွန်ခဲ့သည့်3ရက်ခန့်ကစ၍မယန်ကထောင်ဂိတ်ကိုပိတ်ပြီးစစ်ရေးလှုပ်ရှားလာတဲ့ကဲ့သို့မင်းစီတပ်ပြည်သူစစ်ကထိုးစစ်ဆင်လာခြင်းဖြစ်ကြောင်းအသိပေးထားပါသည်။တိုက်ပွဲကြောင့်လဝါကြီးရွာနဲ့အနီးရှိပြည်သူများဘေးလွတ်ရာတိမ်းရှောင်နေကြရတယ်ဟုဆိုပါတယ်။စစ်ကောင်စီတပ်သည်ဖားကတ်မြို့နယ်တနိုင်းလီဒိုလန်တက်လျှောက်ပူရာအိုစွန်ပရာဘွန်လမ်းပိုင်ဝိုင်းမော်လက်မြန်ဒေသဘက်တွင်စစ်ရေးလှုပ်ရှားနေပြီး KIA ပူးပေါင်းတပ်ကလည်းဗမော်မြို့ကိုအပြီးအစီးသိမ်းပိုက်နိုင်ရေးဆက်လက်ကြိုးပမ်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနကပြောပါတယ်။ကချင်စစ်ရေးသတင်းရင်းမြစ်ကလည်းဗမော်မြို့တွင်မတ်လ23ရက်နဲ့24ရက်များကတိုက်ပွဲပြင်းထန်ခဲ့ကြောင်းပြောပါတယ်။တက္ကသိုလ်ကျောင်းဝင်းအထက်ကစခါတွေလှုပ်ရှားလာလို့တိုက်ပွဲပြင်းထန်နေမနေ့ကငြိမ်နေဟုကချင်စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။ဗမော်မြို့သိန်းစစ်စင်ရေးကို KIA ပူးပေါင်းတပ်က2024ဒီဇင်ဘာ4ရက်ကစတင်ခဲ့ရာတိုက်ပွဲ9လနီးပါးအတွင်းစစ်ကောင်စီအမြောက်တပ်တင်ကားတပ်တန်ချက်ကတပ်ခြေလျင်တပ်လေရင်ကွင်းအပါအဝင်ရေးပါသည့်နေရာများစွာသိမ်းပိုက်ထားပြီးအမှတ်21စစ်စင်ရေးကိုကဲမှုဌာနချုပ်ကိုအဘိဓာတ်သိမ်းပိုက်နိုင်ရေးမလအတွင်းစစ်ရှိန်မြင့်ထိုးစစ်ဆင်ခဲ့ရာကာကင်းစခန်းအများစုသိမ်းရထားတဲ့ဟုသတင်းရင်းမြစ်တချို့ကပြောပါတယ်။ KIA နဲ့စစ်ကောင်စီတပ်တို့သည်ဝိုင်းမော်မြို့နယ်လက်မြန်ဒေသတွင်လည်းမတ်လ21ရက်ကစ၍တိုက်ပွဲများဖြစ်ပွားလျက်ရှိပါတယ်။လက်မြန်ဒေသကိုစစ်ကောင်စီကစစ်ကြောင်းထိုးလာ၍တိုက်ပွဲဖြစ်ပွားလျက်ရှိပြီးစစ်ရေးအခြေအနေများဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။စစ်ကောင်စီတပ်ကကချင်ပြည်နယ်နေရာအနှံ့စစ်ရေးလှုပ်ရှားမှုများခက်စိတ်စိတ်ပြုလာနေသည်ဟု KIA ကအသိပေးထားပါတယ်။ကျမရဲ့သတင်းတင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေ့ကြပါစေရှင်။